တွေဟာရုတ်တရက်ဆိုပါစို့သေဆုံးတာတွေကရုတ်တရက်သေဆုံးသွားတယ်လူတွေမှာအများဆုံးချက်ချင်းဖြစ်တတ်တာတွေကဘာတွေတုံးဆိုလို့ရှိရင်သေပြီးချင်းသားဆွဲသမီးဆွဲပစ္စည်းဆွဲပြီးတဲ့အခါမှာအဲ့ဒီအဆွဲအားလျော်စွာနော်ကိုယ်အိမ်အနီးပတ်ဝန်းကျင်မှာပြိတ္တာသွားဖြစ်တယ်အဲ့ပြိတ္တာဖြစ်တယ်ပြိတ္တာဖြစ်လို့မကျွတ်ဘူးလို့ပြောတယ်အမှန်တော့ဘဝတစ်ခုရသွားဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုရသွားအိမ်မှာလူတယောက်သေသွားလို့666လုံးနေပြီဆိုရင်တော့အဲ့ဒါပြိတ္တာဘဝလို့ကမှတ်တယ်ပြိတ္တာဘဝဖြစ်နေပြီသူ့အနေနဲ့ကသေသွားတယ်လို့မသိဘူးရုတ်တရက်မသိဘူးမသိတော့သူခါတိုင်းလိုပဲဒီအိမ်မှာသွားလာနေသို့တော့သူတတိထားမိတာဘာလို့ဆိုရင်လူတွေကသူ့ကိုမမြင်ကြဘူးမိသားစုတွေကလည်းသူ့ကိုနှုတ်မဆက်ဘူးနော်အဲ့ဒါတော့သူတတိထားမိလိမ့်မယ်နောက်ပိုင်းကျသူဟာတွေသူထားတာတွေသူကြည့်ကောင်းကြည့်လိမ့်မယ်အဲ့တော့ကြည့်တဲ့အခါလူတွေကသူ့ကိုမမြင်ရဘူးသူကတော့လူတွေကိုမြင်နေရတယ်တခါတော့ကမလေးရှားမှာတည်သွားတဲ့လူတယောက်ကညမှာတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့အကိုလိုနေတဲ့လူတယောက်စီသွားနှုတ်ဆက်တယ်ဆိုပါတော့သူတည်တာ9 နာရီလောက်ကတည်တယ်10 နာရီကြော်လောက်တကားလာခောက်တယ်တကားလာခောက်တော့တကားဖွင့်ပေးလိုက်တဲ့အခါကျအဲ့လူဝင်လာပြီးစကားစမြည်ပြောပြီးအကိုကျွန်တော်နေ့ပြန်ဗမာပြည်ပြန်မလို့ဆိုနှုတ်ဆက်စကားပါပြောပြီးပြန်ဆင်းသွားနောက်တည့်ရကျတော့အဲ့ဒီလူဆုံးနေကြဘယ်ချိန်ကဆုံးတာတော့ဆို9 နာရီလောက်ကဆုံးနေဆိုဟိုလူကမယုံမဟုတ်ဘူးမဖြစ်နိုင်ဘူးည10 နာရီမှငါစီရောက်လာသေးတယ်တကားခောက်ပြီးတော့သူနဲ့စကားပြောသေးတယ်တကယ်ကတော့အဲ့ဒီလိုတွေဂျုံများတတ်တယ်ပေါ့နော်အဲ့ဒီလိုပဲဒီလိုဇလန်းတွေကအများကြီးသူကဗမာပြည်ပြန်ရောက်လာတဲ့အခါသူမွေးထားတဲ့ခွေးလေးကသူ့ဟောင်းတဲ့အိမ်ကလူတွေကလည်းသူ့ကိုဘယ်သူမှမမြင်ဘူးသူကသွားပြီးတော့ကင်လိုက်တဲ့အခါတွန့်သွားတယ်အဲ့လူတွေကနော်တွန့်သွားအဲ့မှာသူ့စိတ်ထဲမှာထူးဆန်းတယ်ငါလည်းဘယ်သူမှခေါ်မလို့ရှိဘူးအိမ်ကခွေးကလည်းငါဟောင်းငါမှမမှန်ဘူးတော့သူအိမ်ထဲဝင်လိုက်ထွက်လိုက်သွားနေသူတေးမှန်းသူတေးဘူးလေအဲ့လိုဖြစ်တတ်တယ်ဒီသွားတဲ့ပုဂ္ဂိုလ်ဆိုပါစို့အိပ်ပျော်သွားတယ်လို့စိတ်ကထင်တယ်အိပ်ပျော်သွားတယ်လို့ထင်ပြီးတော့တရေနှိုးလိုက်တဲ့အခါကိုယ်ကတေးပြီးသားဖြစ်ပြီးနောက်ဘဝရောက်နေပြီနောက်ဘဝရောက်တာမသိဘူးမသိတော့အရင်လူပဲထင်တယ်ဒီလိုဟာမျိုး